ဇနီးတဲ့ရဲ့ဘိုက်ခွဲမွေးထားတဲ့ဒဏ်ရာပေါ်ကိုယောက်ျားဖြစ်သူကမျက်မျက်နှုံနှုံနဲ့နမ်းရှုပ်လိုက်ပြီးဒါဟာငါတို့အချစ်ရဲ့အမတ်သားလေးပါပဲလို့ချိုးချိုးသားသားပြောခဲ့တယ်ဒါပေမဲ့ခြေလန်းလက်မှာတော့သူဟာအိမ်သားထဲပြေးဝင်ပြီးအော့အန်တော့တာပါပဲတကယ်တော့သူဟာဇနီးတဲ့ကိုယွန်းရှာနေတာကြပါပြီဒါပေမဲ့လင်ကောင်းယောက်ျားပုံရိပ်ကိုထိန်းချင်တာကြောင့်ဇနီးတဲ့ကအနာကက်လာတိုင်းသမီးလေးမွေးရတာပြင်ပန်းထားတာပဲကိုမရက်ဆက်ရက်ပါဘူးဆိုတဲ့စကလုံးလှလှလေးတွေနဲ့ရှောင်ထွက်ပြီးကုမ္ပဏီအကြောင်းပြချက်နဲ့အမြဲအိမ်ပြင်ထွက်ခဲ့တာပါတနေ့မှာတော့မိန်းကလေးငယ်တယောက်ကရှိနေဖြစ်တဲ့ဇနီးတဲ့စီရောက်လာပြီးအိမ်တော်ရှိတဲ့သူမရေးစားကိုလင်မယားကွာရှင်းပေးဖို့နဲ့ပိုင်ဆိုင်မှုအားလုံးရအောင်လုပ်ပေးဖို့အမှုလာအပ်ပါတယ်အမှုတွဲတဲ့ကအမျိုးသားရဲ့တပ်ပုံကိုမြင်လိုက်ရတဲ့အချိန်မှာတော့အမျိုးသမီးဟာစုံသွားခဲ့ရတယ်သူမဟာအမှန်တရားကိုမပြောဘဲမင်းရေးစားကအိမ်တော်ရှိတယ်ဆိုတော့လို့မေးလိုက်တဲ့အခါအဲ့ဒီမိန်းကလေးကအိမ်တော်ရှိတော့ဘာဖြစ်လဲအချစ်ခံရတဲ့သူကသာအဓိကပဲဆိုတဲ့စမ်းပြတဲ့အခြေရေးဝါဒကိုပြောပြပါတော့တယ်သူတို့ဘလို့စားတွေ့ခဲ့တယ်လဲလို့မေးလိုက်တဲ့အခါလွန်ခဲ့တဲ့9နှစ်စေးုံစင်ကြံမှာသူစိတ်ပူပြီးလမ်းလျှောက်နေလုံးကျမကသူ့ကိုတကြားလုံးလေးတစ်လုံးပေးပြီးအားပေးခဲ့တာအဲ့ဒီနေ့မှာပဲသူကျမကိုချစ်သွားတာလို့မိန်းကလေးကပြန်ဖြေပါတယ်အမျိုးသမီးဟာရုတ်တရက်ရင်ပတ်ထဲအေးခဲသွားတယ်လို့ခံစားလိုက်ရတယ်လွန်ခဲ့တဲ့9နှစ်ကအဲ့ဒီနေ့ဟာသူမမွေးခန်းထဲမှာအသက်နဲ့ယဉ်ပြီးသမီးလေးကိုမွေးနေချိန်ပေါ့သူမတေမင်းနဲ့စစ်ခင်းနေချိန်မှာယောက်ျားဖြစ်သူကအပြင်မှာနောက်တစ်ယောက်နဲ့အချစ်တစ်စတင်နေခဲ့တာပါသူမိမကဒါတွေကိုတကယ်ပဲမသိတာလားလို့နောက်ဆုံးတစ်ခေါက်မေးလိုက်မိတဲ့အခါမိန်းကလေးကမသိပါဘူးသူကအိမ်ကအဖွားကြီးကိုယွန်းလို့ကျမစီမှာပဲပြောနေတာလို့ရှက်စရာကောင်းတဲ့အသေးစိတ်တွေကိုပါပြောပြလာတယ်အမျိုးသမီးဟာနှလုံးသားတစ်ခုလုံးကျဉ်းဝသွားပြီးဒီအမှုကိုလက်ခံလိုက်ပါတယ်ဒါဟာသူမကိုယ်တိုင်လက်စားချေဖို့ပြင်ဆင်တာပါသူမဟာချက်ချင်းပဲဖခင်ရဲ့အကူအညီနဲ့ထောင်ပေးထားတဲ့ယောက်ျားရဲ့ကုမ္ပဏီကယင်းနှိမ့်မြုပ်နှံမှုအားလုံးကိုရုပ်သိမ်းခိုင်းလိုက်ပြီးတစ္ဆာဖောက်မှုတက်တွေကိုအကုန်စုဆောင်းပါတော့တယ်ယောက်ျားဖြစ်သူကဒီနေ့သမီးလေးကိုအဖိုးဖွားအိမ်ခေါ်သွားမယ်မင်းကတော့အလုပ်များရင်ရုပ်ရှင်ကြည့်ပြီးအနားယူလိုက်ဦးလို့ဟန်ဆောင်စာပို့ခဲ့ပေမဲ့တကယ်တော့သူဟာအဲ့ဒီမိန်းကလေးကိုမိဘတွေနဲ့ပေးတွေ့ဖို့ခေါ်သွားတာပါသူမတိတ်တဆိတ်လိုက်သွားတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကပိုဆိုးပါတယ်ရောက်ခမတွေနဲ့ခဲဦးဖြစ်သူကပါဒီမိန်းကလေးကိုသိနေကြပြီးမြန်မြန်ကွာရှင်းပြီးဒီကလေးမလေးကိုအိမ်ပေါ်တင်ဖို့တိုက်တွန်းနေကြတာပါပို့ပြီးရင်နာစရာကောင်းတာကမြင်းမလေးကိုတခြားသူစီပေးပစ်လိုက်နောက်အိမ်တော်အတွက်အနောက်ရှက်ဖြစ်တယ်လို့ရောက်ခမတွေကတိုင်ပင်နေကြတာပါပဲသူမဟာဒီလူတွေအားလုံးရဲ့ကျေးဇူးကမ်းမှုကိုသိမခံနိုင်တော့ပဲအိမ်ထဲကိုဒေါသတကြီးဝင်သွားပြီးမိသားစုထမင်းဝိုင်းဆိုတော့အိမ်နောက်ရှင်မဖြစ်တဲ့ငါ့ကိုမဖိတ်ပဲခြံထားလို့ဖြစ်ပါမလားလို့ပြောလိုက်ပါတော့တယ်